ဒီဂျပန်ဖះเจ้าလေးကနိုရာလေးမမွေးခင်နိုရာလေးပပနဲ့မမကသွားလိုက်ခဲ့တဲ့ဖះเจ้าလေးဖြစ်ပါတယ်။သွားလိုက်ခဲ့တဲ့အချိန်မှာမှောင်စာပြိုးနေပြီပေါ့နော်။အဲ့တော့မှောင်စာပြိုးနေတဲ့ကောင်းကင်ရဲ့ဖះเจ้าမှာထွန်းထားတဲ့ရွှေရောင်မီးတွေရဲ့ကပေါ့နော်။ပို့ပြီးတော့မှတောင်လိုက်ဖက်နေတယ်လို့ခန်းစားရပါတယ်။ဖះเจ้าဝင်းထဲမှာလေတွေကအရန်ကိုလက်ဆက်တယ်။ဒီဖះเจ้าဝင်းသားကနေပတ်ပြီးတော့လမ်းလျှောက်တဲ့အခါမှာပေါ့နော်စိတ်ကကြည်လင်ပြီးတော့မှငြိမ်ချမ်းနေတယ်လို့ခန်းစားရပါတယ်။ဖះเจ้าကတော်တော်လေးကိုလှပါတယ်ကြည့်ရတာရင်သက်ရှူမောဖွယ်ကောင်းနေဆိုတဲ့ခန်းစားချက်မျိုးပေါ့နော်ပြီးတော့ဂျပန်ထုံးစံအရဖះရှိခိုးဆူတောင်းဒါမလုပ်ခင်မှာပေါ့နော်ဒီလက်တွေပါးစပ်တွေကိုတန်ရှင်းလုပ်လို့ရှိကြတာပေါ့နော်ဒါကြောင့်မလို့ဖះเจ้าရှင်နာမှာရေကန်လေးရှိတယ်ဒီရေကန်လေးမှာဒီငကားရုပ်ကနေပြီးတော့ရေလေးတွေကအော်တိုဆိုင်ဆာနဲ့ပေါ့နော်လူလာရင်ရေကြတယ်လူမလာရင်ရေမကြဘူးပေါ့နော်နိုရာလေးပပကတော့ရှိခိုးဆူတောင်းမယ်ဆိုပြီးတော့ဒီရေကန်လေးမှာလက်တွေပါးစပ်တွေကိုတန်ရှင်းလုပ်ပြီးတော့ဆူတောင်းခဲ့ပါတယ်